Anda kaya kakala Anu morana tiaro miyago nayu jinyo jayim pye kudoshi miyayo Yogi miyayo Mimiro yasei ko yongji mu tada tiya pye aapye si jame Timye nale mu pinya tiya pye lebe sei nalo mu nying e si jame Digani yogi miyago tanira swan ahara luranyare kudoshi niga Pagi pye de Onyi wila da muta biro Migini dokin sui wende Tamimya pye jare Manui nui wen Majuju wen Jijo atezai Amara pula myo Dimila zuru ye ahara dana ko pongpe tong sang biro Tanshin senje Pyamasriya ajimya ko jentong wen yaja suri atui ne Kuzo shini ye apoma Meda saitha mya lebe phit pwa se ya me po no Digani kuzo shin mya ne takwa Yogi mya ko bhuji mya ho pyo pho sitin tha de Taya Dedana ka Yaswa Bhya 45 wa kala jang ho ge de Taya Dedana along do ye anit chuk phit pare Agalu pyo lai yeတရားနာတဲ့ရှင်းနေကြတဲ့ပုဂ္ဂိုလ်တွေဆိုရင်ဘယ်တရားလေးဖြစ်မလဲဆိုတာကိုစိတ်ထဲကမှတ်မိပြီးသားဖြစ်သွားလိမ့်မယ်နော်မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဒီအဆုံးအမလေးကဘုရားအဆူဆူတို့ရဲ့ဒေသနာအားလုံးတို့ရဲ့အနှစ်ချုပ်လို့ဒီလိုလေးနားလည်ရမယ်ဒီတရားစကားကလူငယ်ပိုင်းလူလက်ပိုင်းတွေများတာဆိုတော့အခြေခံကြတဲ့မသိမဖြစ်သိထားရမယ်ကျွမ်းကျင်ထားရမယ်အကြောင်းအရာလေးတွေကိုပဲဦးစားပေးပြီးတော့ပြောမယ်လို့ဘုန်းကြီးကစိတ်ကူးထားတော့ဒီဒေသနာလေးကမပြောလို့မဖြစ်ဘူးပေါ့နော်မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဘယ်နဲ့လင်းလာပြီအိယာကနိုးလာပြီဒီနေ့တနေ့တာငါဘယ်လိုနေထိုင်သွားမလဲဆိုတာလေးကိုလေးနဲ့တဲ့အတွေ့အမြင်ပိုင်းမှာဝါဒနာပါကြတဲ့ကံဝရှိတဲ့နေခြင်းဖြင့်နေဖို့ကြိုးစားအထုတ်လို့ရတဲ့ပုဂ္ဂိုလ်တွေဟာဒီအဆုံးအမလေးဖြင့်ကိုယ့်ရဲ့တနေ့တာကိုမင်းနေထိုင်သွားရမယ်လို့ကိုရှောက်မဲ့လမ်းလေးကိုကိုယ်တိုင်ခင်းပေးတဲ့သဘောမကောင်းတာဘာမှမလုပ်နဲ့ကောင်းတာမှန်သမျှပြည့်စုံကြိုးစားကိုယ့်ရဲ့စိတ်ကလေးကိုဖြူစင်တန့်ရှင်းအောင်ကြိုးစားရမယ်ဒီ၃ချက်ဒီဒေသနာလေးကအလွန်မှနှစ်ချိုက်စရာကောင်းအစီအစဉ်လဲကြားတယ်ကြည်လဲပြည့်စုံဘာမှလိုလေသေးမရှိဟုတ်တယ်နံပါတ်1ဘုန်းကြီးများစူးစမ်းကြရမှာကမကောင်းတာမဖြစ်ဖို့ပဲသူကအရေးကြီးဆုံးပဲပြီးမှကောင်းတာတွေတက်နိုင်တယ်များပြည့်စုံလုပ်ရနောက်ဆုံးကိုယ့်ရဲ့စိတ်ကိုလုံးဝဖြူစင်တန့်ရှင်းအပြည့်ကင်းသွားအောင်လုပ်နိုင်မယ်ဆိုရင်တော့ဘုန်းကြီးတို့ရဲ့ဘဝဒုက္ခတွေအကုန်လုံးအဆုံးသတ်ပြီးတော့ဗြဟ္မစရိယမြတ်သောအကျင့်ကိုအဆုံးထိပြုကျင့်နိုင်ရန်ရောက်သွားတယ်အလွန်မှအစီအစဉ်ကြတယ်သဗ္ဗပါပတ္တအကရဏကုသလတုပတမရာသစိတပရိယောတပနံဧတံဗုဒ္ဓနာသဒနာအကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဆိုတဲ့ဒီအဆုံးအမလေးကိုမြတ်စွာဘုရားရဲ့နှုတ်ကပတ်တော်အတွက်ပါဠိဘာသာစကားလေးနဲ့ဂါထာဗန္နာလေးဖွဲ့ပြီးတော့မြတ်စွာဘုရားဟောခဲ့တာဒီလိုဂါထာမျိုးလေးကိုတော့နှုတ်သက်အားကုန်ဆောင်းထားနိုင်တဲ့တယ်နော်သဗ္ဗပါပတ္တအကရဏံကုသလတုပတံပဒာသစိတပရိယောတပနံဧတံဗုဒ္ဓနာသဒနာစာကြောင်းလေး၄ကြောင်းနဲ့စိတ်ထဲကတကယ်မျက်နှိုးတယ်ဆိုလို့ရှိရင်ရအောင်လုပ်မှာပဲမရဘူးဆိုရင်မျက်နှိုးရကောင်းမှန်းကိုမသိသေးလို့
ဟုတ်လားတပ္ပပါပတ္တအကရဏံတပ္ပပါပတ္တတပ္ပဆိုတာအလုံးစုံပါပဆိုတာမကောင်းမှုအကရဏံဆိုတာမပြုလုပ်ဖြစ်အောင်ရှောင်ကျဉ်တာအတပါပအရာမကောင်းမှုအရာဘယ်လိုဟာမျိုးကိုမကောင်းမှုလို့ခေါ်တာတော့လောဘဒေါသမောဟကိုခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့အတွေးမျိုးစုံလောဘဒေါသမောဟကိုခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့အပြောမျိုးစုံလောဘဒေါသမောဟကိုခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့အပြုအမူမျိုးစုံကိုအဲ့ဒါမကောင်းမှုလို့အကြံဉာဏ်လေးနားလည်လိုက်အဲ့ဒီမကောင်းမှုကိုမြတ်စွာဘုရားကဘာကြောင့်မပြုလုပ်ဖို့တားမြစ်ရတာတော့အဲ့လိုမြတ်မေးလာမယ်ဆိုလို့ရှိရင်လိုရင်းထိတိမိမိအဖြေပေးရမယ်ဆင်းရဲမှာဆိုလို့အဲ့လိုလေးအဖြေပေးရမယ်ဘာဘူးလို့မကောင်းမှုကိုရှောင်ဖို့မြတ်စွာဘုရားတားမြစ်ရတာလဲဆင်းရဲမှာဆိုလို့မကောင်းမှုပြုမိပြီဆိုလို့ရှိရင်ဒီပြုတယ်ဆိုတဲ့စကားထဲမှာတွေးတာလည်းအကျုံးဝင်တယ်ပြောတာလည်းအကျုံးဝင်တယ်ဟုတ်လားစိတ်နဲ့တွေးတာအဲ့ဒါစိတ်အလုပ်လုပ်လိုက်တာစိတ်အမှုပြုလိုက်တာမနောကံနော်နှုတ်နဲ့ပြောလိုက်တာဒါနှုတ်အမှုပြုလိုက်တာဝစီကံအဲ့ဒါလိုမကောင်းမှုကိုပြုပြီဆိုရင်မကောင်းမှုဟာဆင်းရဲဒုက္ခကိုဖြစ်စေတတ်တဲ့အကြောင်းတရားဖြစ်စေမှလည်းပဲသူဟာစိတ်နှလုံးကိုဆင်းရဲစေတယ်ပင်ပန်းစေတယ်ပြီးရင်လည်းပဲဆိုရတဲ့ယုံညံ့တဲ့ဆင်းရဲဒုက္ခဆိုတဲ့မကောင်းတဲ့အကျိုးကိုပဲဆက်လက်ပြီးတော့ဖြစ်ပေါ်စေလိမ့်မယ်မကောင်းမှုမှာအကျဉ်းများဖြင့်အဲ့ဒီအစွမ်းတတ္တိဆိုနှစ်ခုရှိနေတယ်လောလောဆယ်လည်းပူရလောင်ရပင်ရပန်းရတယ်အနာဂတ်မှာလည်းပဲယုံညံ့ဆိုရတဲ့ဆင်းရဲဒုက္ခကိုဖြစ်စေတတ်တယ်ဒါကြောင့်ဆင်းရဲဒုက္ခကိုကြောက်ကြတဲ့ပုဂ္ဂိုလ်တွေဟာမကောင်းမှုကိုရှောင်မှသာလျှင်ဖြစ်လိမ့်မယ်ပေါ့အခါတစ်ပါးမြတ်စွာဘုရားသာဝတိမြို့ကိုစွန့်ခံကြွတော့သာဝတိမြို့နဲ့ဇေတဝန်ကျောင်းရဲ့ကြားထဲမှာရေကန်တစ်ခုရှိတယ်အဲ့ဒီရေကန်ထဲမှာကလေးတွေငါးဖမ်းနေတာကိုမြတ်စွာဘုရားတွေ့တယ်ကလေးတွေပဲရှုတော့မြတ်စွာဘုရားလစ်လျူမရှုဘဲနဲ့အဲ့ဒီကလေးတွေကိုအနားကိုခေါ်ပြီးတော့ကလေးတို့မင်းတို့ဆင်းရဲမှာမကြောက်ဘူးလားလို့မေးတယ်အဲ့တော့ကလေးတွေကဆင်းရဲမှာကြောက်ပါတယ်ဗျာနော်ဆင်းရဲရတာကြီးကိုမင်းတို့ကြိုက်သလားတပည့်တော်တို့ဆင်းရဲရတာကြီးကိုမကြိုက်ပါဘူးဗျာအဲ့လိုမျိုးဖြေပေးတဲ့အချိန်မှာမြတ်စွာဘုရားနှုတ်တော်ကအလို့အလျောက်တရားဒေသနာတွေရှံကြလာတယ်အဲ့ဒါမျိုးကိုဥဒန်းစကားခေါ်တယ်အဲ့ဒီကလေးတွေကိုပဲရည်ရွယ်ပြီးတော့ပြောတာတော့မဟုတ်ဘူးဘယ်သူကိုမှမရည်ရွယ်ဘူးစိတ်ထဲမှာမဆန့်တော့လို့နှုတ်တော်ကအလိုလျောက်ထွက်လာတဲ့တရားဒေသနာမျိုးအဲ့ဒီဥဒန်းလေးတွေကြီးမှတ်တမ်းတင်ထားတဲ့ဥဒန်းပါဠိတော်ဆိုတာရှိတယ်လေးလာကြည့်ရင်အလုံးမမျက်နှိုးစရာကောင်းတာကိုတွေ့ရတယ်သစေမာယထဒုက္ခတသစေယောဒုက္ခမပ္ပိယမာကထပါပကံကမ္မအာဝိဝါယတိဝါဒဟောတယ်ဆင်းရဲကိုကြောက်တယ်ဆိုရင်ဆင်းရဲကိုမကြိုက်ဘူးဆိုရင်မကောင်းမှုလူရှိမှာပဲဖြစ်ဖြစ်လူကွယ်မှာပဲဖြစ်ဖြစ်မလုံးနဲ့တဲ့အဲဒီကထာလေးရဲ့အတိတ်ပဲကလေးတွေကိုမေးတာကိုဆင်းရဲကိုမကြောက်ဘူးလားဆင်းရဲမှာမကြောက်ဘူးလားကြောက်ပါတယ်ဆင်းရဲကိုကြိုက်သလားမကြိုက်ဘူးကျတို့လည်းအဲ့ဒီအဖြေပဲထွက်မှာနော်အဲ့လိုဆိုရင်ဒီဂါထာလေးပါထပ်ပြီးတော့ရအောင်လုပ်ထားသစေမာယထဒုက္ခတသစေဟောဒုက္ခမပ္ပိယမာကထပါပကံကမ္မအာဝိဝါယတိဝါဒဟောဆင်းရဲကိုတကယ်လို့များကြောက်တယ်ဆိုရင်တကယ်လို့များဆင်းရဲကိုမကြိုက်ဘူးဆိုရင်မကောင်းမှုကိုမပြုရဘူးတဲ့မကောင်းမှုကိုမပြုရဘူးလို့ပြောတဲ့စကားလုံးရဲ့ရှေ့မှာအာဝိဝါယတိဝါဒဟောဆိုတဲ့စကားလေးထည့်ထားတယ်အဲ့ဒါကပါလေလူကွယ်ရမယ်ဖြစ်ဖြစ်လူရှိမှပဲဖြစ်ဖြစ်ပြည့်စုံတယ်နော်ဒါကြောင့်နံပါတ်1မကောင်းမှုရှောင်မှုဘာကြောင့်မြတ်စွာဘုရားတတ်မြရတာတုံးလို့မေးရင်ဆင်းရဲမှာဆိုလို့အဲ့ဒါကိုယ့်ရဲ့ဘဝမှာတနေ့တာစဖို့မနှခင်လင်းလာတိုင်းငါကုံငါဆင်းရဲအောင်လုပ်ဖို့တော့မတော်ဘူးဆိုတဲ့အတွေးမျိုးတွေးမိရမယ်ဟုတ်လားမကောင်းမှုရှောင်ပြီးတော့ပါလားတော့ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားကုတလတုပတံပရာနော်တပ္ပပါပတအကရဏံကုတလတုပတံပရာ
ကုတလတဥပတံပရာကုတလလို့သုံးတယ်နော်ကုသိုလ်ဆိုတာအကျဉ်းများဖြင့်ကောင်းမှုနော်မကောင်းတာကိုပယ်တတ်နိုင်တဲ့အစွမ်းရှိတဲ့သဘောတဘာဝဖြစ်စေမှလည်းပဲချမ်းသာတဲ့အေးချမ်းတဲ့ငြိမ်သက်တဲ့ငြိမ်အေးတယ်အနာဂတ်မှာလည်းပဲချမ်းသာတဲ့ကောင်းမွန်တဲ့အစဉ်ပြေတဲ့အကျိုးရလဒ်တွေကိုဖြစ်ပေါ်စေတယ်ဒါကိုမြင်တော်မူလို့မြတ်စွာဘုရားကောင်းမှုဆိုလို့ရှိရင်တော့တဖြည်းဖြည်းနဲ့ပြည့်စုံသွားအောင်ကြိုးပမ်းအထောက်ရမယ်ချမ်းသာလိုကြတဲ့ပုဂ္ဂိုလ်တွေကောင်းမှုကိုပြည့်စုံအောင်ကြိုးစားရမယ်တော့ကောင်းမှုဆိုတာဘယ်လိုဟာမျိုးတော့အကျဉ်းများဖြင့်ရက်ထဲမှာအသုံးများတဲ့ဟောဝါဒလေးတွေကိုအသုံးပြုပြီးပြောရမယ်ဆိုရင်ဒါနကောင်းမှုသီလကောင်းမှုသမာဓိပညာဘာဝနာကောင်းမှုဟုတ်လားပေးတယ်မျှတယ်ဝေတယ်ဒါအလွန်ကောင်းတယ်ဟုတ်လားသူများကိုထိခိုက်အောင်မလုပ်ဘူးကိုယ့်ရဲ့ကာယကံမှုဝစီကံမှုကိုနော်လောဘဒေါသမောဟကိုအလိုလိုက်ပြီးတော့နော်တတ္တိအထိမမှားဘူးခိုးသည်အထိမမှားဘူးဒါပါတော့သီလကောင်းမှုဟုတ်လားကိုယ့်ရဲ့စိတ်ကိုဘာဝနာတရားတစ်မျိုးမျိုးရဲ့အပေါ်မှာအထိုင်ချနိုင်အောင်ကြိုးစားလေ့ကျင့်ပြီးတော့စိတ်ကိုပင်ပန်းစေတဲ့ပူလောင်စေတဲ့နိဝရဏတရားတွေကင်းကွာအောင်ကြိုးစားရင်းဖြင့်နှစ်သက်မှုချမ်းသာမှုဖြင့်ငြိမ်သက်နေတဲ့သဘောကိုအဲ့ဒါတမာတိလို့ခေါ်တယ်။တမာတိမှာနှစ်သက်မှုချမ်းသာမှုနဲ့တကွာငြိမ်သက်တယ်။ဒါကဘုန်းကြီးကမြန်မာမှုလေးပြုပြီးတော့ပြောလိုက်တာ။ဘာဝနာတရားတစ်မျိုးမျိုးကိုကြိုးစားလို့ရှိရင်ပီတိဆိုတာဖြစ်တယ်။နှစ်သက်တယ်ပေါ့နော်။ဒုက္ခချမ်းသာမှုဆိုတာဖြစ်တယ်။ဧကဂတတည်ငြိမ်မှုဆိုတာဖြစ်တယ်။ဟုတ်လားသူရှိမှဝိတ္တဝိစာရဒီအာယုံကိုကြံစီတဲ့ဆင်ញံသုံးတတ်တယ်ဆိုတာပါသေးတယ်ဝိတ္တဝိစာရပီတိဒုက္ခဧကဂတဒါကိုဘယ်လိုခေါ်တော့ပထမဇန်ဟုတ်လားအဲ့ဒီပထမဇန်ဟာသူကဘာကိုခွာရှောင်တာတုံးလို့မေးရင်ကာမကိုခွာရှောင်အဲ့ဒီချိန်မှာကာမအတွေးမရှိဘူးဟုတ်လားအဲ့ဒါစိတ်ကိုပူလောင်ပင်ပန်းအောင်နှိပ်စက်မယ်ကာမိသန္တာဗျာပါဒထိနာမိတ်တာဥရိဇကုက္ကုဇဝိသိကိစ္စလို့ဆိုတဲ့နိဝရဏတရားတွေဟာအဲ့ဒီချိန်မှာကင်းကွာတယ်ဒါကြောင့်မလို့ဒီစိတ်ကလေးဟာအလိုလျောက်နှစ်သက်တယ်ချမ်းသာတယ်ငြိမ်သက်တယ်ဆိုတာဖြစ်လာတယ်ဒါကိုဘာလို့ခေါ်တော့တမာတိတဆင့်တက်ပြီးတော့ဘဝရဲ့အကြောင်းခန္ဓာရဲ့အကြောင်းယုတ်တည်နံရဲ့အကြောင်းတတိဥသိပြီးတော့အမှန်တိုင်းသိအောင်ကြိုးစားတယ်ဒါဟာအမြဲတမ်းပြီးဆုံးလိုက်နေတဲ့သဘာဝပဲအသစ်မယမနာဒလဇတ်ဖြစ်နေတဲ့သဘာဝပဲဖြစ်ပေါ်လာတိုင်းလည်းပဲဖန်ဆုပ်ထားလို့လည်းမရထိမ့်သိမ့်ထားလို့လည်းမရဒီတိုင်းပဲလက်လွတ်ဆုံးရှုံးသွားတာကိုပဲထိုင်ကြည့်နေရတယ်။ဘာဖြစ်သွားလဲအနိစ္စဖြစ်သွားတော့နော်ယုံနာနေရအဲ့ဒါကိုသိတယ်မြင်တယ်နားလည်တယ်ဆိုရင်ဒါဘာခေါ်တော့ပညာဟုတ်လားအဆင့်အမြင့်ဆုံးပညာကတော့ဘဝကိုဒုက္ခသစ္စာလို့ပိုင်းခြားသိတဲ့အဆင့်ပေါ့ဟောဆင်းရဲခြင်းမျှတာဖြစ်တယ်ဆင်းရဲပြီးဆင်းရဲဖြစ်နေတဲ့သဘောပဲလို့သိရင်အဲ့ဒါအဆင့်အမြင့်ဆုံးဉာဏ်ပညာဟုတ်လားအဲ့ဒီတမာတိပညာကိုဘာဝနာဆိုတဲ့စကားလုံးထဲမှာထည့်လိုက်နော်ဘာဝနာကောင်းမှုသမနဲ့လင်းလာပြီဆိုတာနဲ့ငါကိုငါချမ်းသာအောင်ကောင်းမှုပြုရင်းဖြင့်ကြိုးပမ်းအထောက်ရမယ်ဝေနိုင်မျှနိုင်ရမယ်စောင့်စည်းနိုင်ရမယ်တည်ငြိမ်မှုနဲ့အမှန်သိမြင်နားလည်မှုရှိအောင်လည်းကြိုးစားနိုင်ရမယ်ဒါနာသီလသမာဓိပညာဆိုတဲ့ဘာဝနာဘာကြောင့်မြတ်စွာဘုရားကောင်းမှုကိုဆောင်ရွက်ခိုင်းတာတော့ဆိုတာကိုကောင်းမှုရဲ့အကျိုးဆက်ချမ်းသာဒုက္ခဖြစ်တယ်ဆိုတာကိုနားလည်လိုက်တာနဲ့ဘုန်းကြီးတို့သဘောပေါက်သွားပြီ။ဩမြတ်စွာဘုရားကချမ်းသာစေခြင်းလို့ကောင်းမှုကိုပြုခိုင်းတာကိုလို့ကျွတ်တို့သဘောပေါက်သွားတယ်။ဒါကြောင့်အင်္ဂုတ္တပါဠိတော်ထဲမှာမြတ်စွာဘုရားကမဟာဘိက္ခဝေပုံညံပါဠိဋ္ဌယတိတံဒုက္ခတေတံအဓိဝဆနံဒုက္ခတေတံအဓိဝဆနံဘာပြောတော့အဓိပ္ပာယ်ကယဟန်တို့တဲ့ကောင်းမှုကိုမကြောက်ကြနဲ့ကောင်းမှုဆိုတာသင်တို့လိုလားတောင့်တတဲ့ချမ်းသာဒုက္ခရဲ့နာမည်တစ်မျိုးဖြစ်တယ်တဲ့နော်စကားလုံးသုံးပုံကလေးပြောပုံကလေးအလွန်မှနော်ကောင်းမွန်တယ်လို့ပြောရတယ်နော်ကောင်းမှုကိုမကြောက်ကြနဲ့ကောင်းမှုဆိုတာဘုန်းကြီးတို့တွေလိုလားတောင့်တနေတဲ့ချမ်းသာဒုက္ခရဲ့နောက်ထပ်နာမည်တစ်မျိုးတဲ့ဟုတ်လားချမ်းသာခြင်းဘာလို့ကြအောင်လို့ကောင်းမှုပြုကြရမယ်ကောင်းမှုနဲ့ချမ်းသာဒုက္ခတွေအကြောင်းအကျိုးသဘောသူက
မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားအဲ့ဒါလင်းလာတိုင်းတော့တရက်တာကိုရင်ဆိုင်တော့မယ်ဆိုလို့ရှိရင်ဒီအဆုံးမလေးကကိုယ့်ဘဝမှာဘလို့နေရမလဲဆိုတဲ့လမ်းညွှန်ချက်ဖြစ်တယ်ဆိုတာလေးကိုဘုန်းကြီးကအဓိကစိတ်ကူးမိစေခြင်းတာအဲ့ဒါလိုလေးဘဝမှာလက်တွေ့ကြအသုံးချနိုင်စေခြင်းတာပေါ့နော်အကောင်းမှုရှောင်ကောင်းမှုဆောင်ပြီးတော့ပါလားဘလို့ဖြူအောင်စိတ်ကိုထားသစိတ်တပရိယောဓပတမိမိရဲ့စိတ်ကိုဖြူစင်တန်ရှင်းအပြည့်ကင်းအောင်ကြိုးပမ်းအထောက်ရမယ်စိတ်ကိုဖြူစင်တန်ရှင်းဖို့နော်ကြိုးစားအထောက်ရမယ်လို့မြတ်စွာဘုရားဘာကြောင့်ဆုံးမရသလဲဘာကြောင့်တိုက်တွန်းရသလဲဖြူစင်တန်ရှင်းတဲ့စိတ်ကြည်လင်တဲ့စိတ်ကသာလေမှန်မှန်ကန်ကန်သိနိုင်မြင်နိုင်နားလည်နိုင်တာစိတ်ရဲ့သိနိုင်မြင်နိုင်စွမ်းမြင့်မားလာဖို့အတွက်စိတ်ကိုဖြူစင်တန်ရှင်းအောင်ကြိုးစားခိုင်းတာလို့အဲ့ဒါလို့ဘုန်းကြီးတို့သဘောပေါက်စေခြင်းဘုန်းကြီးတို့ရဲ့ပုံမှန်မဖြူစင်သောမတန်ရှင်းသောညှဉ်းနှွမ်းသောစိတ်ဟာတည်တင်တည်လိုက်တဲ့အရာတွေကို तू မသိဘူးမမြင်ဘူးနားမလည်ဘူးရဲ့ဟုတ်လားအဖြူစင်တန်ရှင်းတဲ့စိတ်ကြည်လင်တဲ့စိတ်ကသာလေသိနိုင်မြင်နိုင်မှုစွမ်းအားမြင့်တာဟုတ်လားဆိုကြပါစို့စိတ်တော်စိတ်ပဲနော်ခွေးလေးတွေရဲ့စိတ်ကဘလောက်သိနိုင်မတော့လူတယောက်ရဲ့စိတ်ကဘလောက်သိနိုင်မတော့ဒါလူငယ်လေးတွေအချင်းချင်းစဉ်းစားဖို့ဘုန်းကြီးကပြောတာနော်ခွေးလေးတွေနောက်နေပါစားအမလဲငါတို့ဘာသွားရင်ဘာဖြစ်မလဲဘာလုပ်ရင်ဘာဖြစ်တော့သူတို့ဘာသိတော့ဘာမှမသိဘူးလူတွေကတော့စဉ်းစားမှာပေါ့ဒါလေးမြန်သိဖို့လွယ်လွယ်လေးဘာလို့ဒီအကောင်တွေမသိတယ်လဲမသိလို့ကိုယ်ရိษံဖြစ်နေတာပဲလေဟုတ်လားအဲ့တော့လူတွေမှာလည်းပဲစိတ်တွေလူတိုင်းရှိတယ်လူတိုင်းတန်တာမှာစိတ်တွေဖြစ်နေတယ်အဲ့ဒီစိတ်တွေဟာသိမှုချင်းတူမယ်လို့ထင်သလားမတူဘူးနော်ဘယ်ပုံမှမူတည်ပြီးတော့ကွဲပြားသွားတာတုံးဆိုတော့အညီအကြီးဘလောက်နေတယ်လဲအညီအကြီးဘလောက်များတယ်လဲဆိုတော့ပုံမှာမူတည်သွားတာဟုတ်လားဒါကြောင့်အဲ့ဒီအညီအကြီးတွေကိုဘုန်းကြီးတို့ဖယ်ရှားနိုင်ဖို့ကြိုးစားတာကိုပဲစိတ်ကိုဖြူအောင်လုပ်တယ်လို့ပြောတာအဲ့ဒါမြတ်စွာဘုရားအင်္ဂုတ္တပါဠိတော်ထဲမှာကြည်လင်တန်ရှင်းသောစိတ်ကသာလျှင်သိနိုင်မြင်နိုင်တယ်ဆိုတာလေးကိုဓာတ်ရိုက်ဟောတာရှိတယ်ဥပမာလေးပေးပြီးတော့ဟောတာနောက်ကျနေတဲ့ရေကန်တွေကိုကြည်လိုက်လို့ရှိရင်အထဲထဲမှာဘာရှိတယ်ဆိုတာမသိနိုင်ဘူးမမြင်နိုင်ဘူးရေနဲ့လွတ်နေမှလည်းမသိငါးလေးတွေရှိနေတယ်ဆိုရင်လည်းမမြင်ရဘူးကြောက်စစ်ခဲလေးတွေခယူခွဲလေးတွေဘာမှမမြင်ရဘူးဘာလို့လို့တော့ရေကနောက်ကျနေလို့အဲ့ဒါလိုပဲစိတ်ကနောက်ကျနေတယ်မတတ်မရှင်းဖြစ်နေတယ်အညစ်အကြေးတွေအထက်ထပ်ပေးကျန်းနေတယ်ဆိုရင်ဒီနောက်ကျသောစိတ်မဖြူသင်သောစိတ်ဒီကိုကျိုးစီးပွားကိုမြင်စရာအကြောင်းမရှိဘူးသူတစ်ပါးရဲ့အကျိုးစီးပွားကိုလည်းမြင်စရာအကြောင်းမရှိဘူးဥတ္တရိမနုဿဓမ္မလို့ဆိုတဲ့လူသားမန်တွေမသိနိုင်မမြင်နိုင်တဲ့ထူးကဲမြင့်မြတ်တဲ့တရားအထူးတရားအမြတ်ကိုလည်းမသိနိုင်ဘူးမမြင်နိုင်ဘူးမြင်စရာအကြောင်းမရှိဘူးဟုတ်လားရေကကြည်လင်တန့်ရှင်းနေမယ်နော်တကယ်ကိုရေလေးကကြီးနေတယ်ဆိုရင်အဲ့ဒီရေထဲမှာဘာတွေရှိတယ်ဆိုတော့ဘုန်းကြီးတို့လွယ်လွယ်ကူကူမြင်နိုင်တယ်သိနိုင်တယ်အားလေးတွေသွားနေတာလည်းမြင်ရတယ်ရေဘလောက်နဲ့တယ်ဆိုတာလည်းသိတယ်ရေရဲ့အောက်ခြေမှာဘာတွေရှိနေတယ်ဆိုအကုန်လုံးမြင်နေရတယ်အဲ့ဒါလိုပဲဖြူစင်တန်ရှင်းသောကြည်လင်သောစိတ်ဖြင့်ကိုကျိုးစီးပွားကိုသိနိုင်လိမ့်မယ်သူတော်ရဲ့ကျိုးစီးပွားကိုလည်းသိနိုင်လိမ့်မယ်လူသားမန်တွေမသိနိုင်မမြင်နိုင်တဲ့ထူးကဲမြင့်မြတ်တဲ့တရားသူတရားမြတ်ကိုလည်းရလိမ့်မယ်သိလိမ့်မယ်မြင်လိမ့်မယ်လို့မြတ်စွာဘုရားအဲ့တိုင်ဟောတယ်ဒါကြောင့်ဘုန်းကြီးတို့ရဲ့စိတ်ကိုဘာလို့မြတ်စွာဘုရားကြည်လင်တန်ရှင်းအပြည့်ကင်းအောင်ကြိုးပမ်းအထောက်ခိုင်းတယ်လဲဆိုတာလေးကိုနားလည်ရမယ်နော်ဘာလို့စိတ်ကိုဖြူအောင်ထားခိုင်းတာလဲသိနိုင်မြင်နိုင်တဲ့စွမ်းအားတွေပို့ပြီးတော့ကြီးမားလာဖို့ဟုတ်လားနော်ဘုန်းကြီးတို့ရဲ့စိတ်ကတကယ်တမ်းကအခြေခံအဖြစ်သူကသိနိုင်မြင်နိုင်တဲ့ဓာတ်ခံလေးကပါပြီးသားနော်သူ့ရဲ့အပေါ်မှာအညစ်အကြေးတွေနော်အနောက်ဓာတ်တွေအညှိဓာတ်တွေအထက်ထပ်ဖုံးလွှမ်းနေလို့ဒီစိတ်ကအည်အသွေးကျတယ်လို့ဖြစ်နေတာဒါကြောင့်ဒီစိတ်ကိုမသိနိုင်အောင်မမြင်နိုင်အောင်ဖုံးကွယ်ထားတဲ့အညစ်အကြေးသဘောတွေကိုဘုန်းကြီးတို့မလုပ်ကြမလို့ဖယ်ရှားကြရမယ်အဲ့လိုဆိုလို့ရှိရင်စိတ်ကိုဖြူအောင်လုပ်တယ်ဆိုတာဘာတုံးဆိုရင်အညစ်အကြေးမရှိအောင်လုပ်တာပဲတရားစခန်းဝဲစားတဲ့နေ့ကဝတ်ထားတဲ့အင်ကြီးလေးတွေညစ်ပေသွားပြီးဆိုရင်လျှော်ကြရတယ်ဖွကြရတယ်တန့်ရှင်းသွားအောင်စင်ကြယ်သွားအောင်ဝတ်ချင်စရာလေးဖြစ်သွားအောင်တလျှော်တယ်ဝတ်တယ်ဆိုတာဘာလို့တာတော့ဖြူစင်အောင်လုပ်တယ်ဆိုတာဘာလို့တာတော့ဆိုတာအညစ်အကြေးကိုဖယ်ဖို့ကြိုးစားတာပဲဟုတ်တယ်မဟုတ်လားအဲ့လိုပဲจิตတို့ရဲ့စိတ်ဒီဟူသောအဝတ်စားလေးကိုတန့်ရှင်းစင်ကြယ်သွားအောင်
ဒီစိတ်ပေါ်မှာအထက်ထပ်ပေးချမ်းနေတဲ့အညစ်အကြေးသဘောတွေကိုဘုန်းကြီးတို့ဖယ်နိုင်အောင်ကြိုးစားရမယ်နော်အဲ့ဒီအညစ်အကြေးဆိုတာနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ဘုန်းကြီးတို့ပါဏာတပါဠိတော်တွေထဲမှာမှတ်တမ်းတင်ထားတဲ့အညစ်အကြေးသဘောတွေကိုကြဲကြဲပြတ်ပြတ်ပြောထားတဲ့ဝဋ္ထသုတ်တံဆိုတာလေးကပြောစရာကောင်းတယ်သုတ်တံလေးတွေကအခြေချက်ပြောမယ်ဆိုရင်လည်းအရှိကြီးဟောလို့ရတာပေါ့လေဒါပေမဲ့အတူချုပ်ပြီးတော့ပြောမယ်ဆိုရင်လည်းခဏနဲ့ပြီးပါတယ်တိတိကျကျလေးအာယုံစိုက်ပြီးတော့နားထောင်ကြည့်နော်ရသော်ဘုရားယဟန်တော်တွေကိုခေါ်တာယဟန်တို့တဲ့ပကြီးဆရာဟာတဲ့အလွန်မှညှဉ်းနှွမ်းပေးချမ်းနေတဲ့အဝတ်ပေါ်ကိုသူကြိုက်တဲ့အယောင်ခြေလို့မရနိုင်ဘူးတဲ့ဟုတ်လားဘာလို့ဆိုအောက်ခံအဝတ်ကညှဉ်းနှွမ်းနေလို့အဝါရောင်ခြေလိုက်လို့လည်းအဝါရောင်ထွက်မှာမဟုတ်ဘူးအနီရောင်ခြေလိုက်လို့လည်းအနီရောင်ထွက်မှာမဟုတ်အောက်ခံအယောင်လေးနဲ့ရောပြီးတော့ထွက်ချင်တယ်လို့ထွက်လာမယ်အဝတ်ကဘာဖြစ်နေလို့တော့ညှဉ်းနှွမ်းနေလို့အဲ့လိုပဲညှဉ်းနှွမ်းတဲ့စိတ်နဲ့ဒီပုဂ္ဂိုလ်ဟာကောင်းမြတ်တဲ့ဘဝကိုရเสียအကြောင်းမရှိဘူးတဲ့အနာဂတ်အကျိုးကိုအရင်ပြောရနော်ညှဉ်းနှွမ်းတဲ့စိတ်နဲ့ကောင်းမြတ်တဲ့ဘဝကိုရเสียအကြောင်းမရှိဘူးတနည်းအားဖြင့်ညှဉ်းနှွမ်းတဲ့စိတ်ဟာကောင်းမြတ်တဲ့ဘဝကိုမဖန်တီးနိုင်ဘူးမတည်ဆောက်နိုင်ဘူးညှဉ်းနှွမ်းတဲ့စိတ်ဟာညှဉ်းနှွမ်းတဲ့ဘဝအောက်တန်းကျတဲ့ဘဝကိုပဲသူတည်ဆောက်နိုင်စွမ်းရှိလိမ့်မယ်ဆိုတော့ပြောတဲ့ခွေးလေးတွေနွားလေးတွေဟုတ်လားညှဉ်းနှွမ်းတဲ့စိတ်နဲ့နော်ဖြစ်ပေါ်လာတဲ့သဘောတဘာဝလေးတွေဒီလိုနားလည်ရအောင်နော်ဝတ်ကလေးကဖြူစင်တန့်ရှင်းနေတယ်ဆိုရင်ပကြီးဆရာသူကြိုက်တဲ့ဆေးရောင်ခြေလို့ရပြီတဲ့အနီရောင်ခြေရင်လည်းအနီရောင်တန့်တန့်လေးထွက်မယ်အဝါရောင်ခြေရင်လည်းအဝါရောင်တန့်တန့်လေးထွက်မယ်ဟောဆိုအောက်ခံဝတ်ကလေးကဖြူနေလို့အဲ့လိုပဲဖြူစင်တန့်ရှင်းသောစိတ်ရှိမယ်ဆိုရင်တော့ကောင်းမြတ်တဲ့ဘဝကိုတောင်းတမယ်ဖြစ်ပါလိမ့်မယ်တဲ့ကောင်းမြတ်တဲ့ဘဝရပါလိမ့်မယ်ဘာလို့ဆိုစိတ်ကလေးကဖြူစင်တန့်ရှင်းနေလို့တဲ့နော်အဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားဒီစိတ်ကိုဘလို့အရာတွေကညှဉ်းနှွမ်းအောင်လုပ်တယ်လေတနည်းအားဖြင့်စိတ်ကိုဖြူစင်ခြင်းနဲ့ဆိုရင်စိတ်ကိုညှဉ်းနှွမ်းစေတဲ့နော်ဘလို့အရာတွေကိုဖယ်ရှားပြရမလဲဒါစိတ်ရဲ့အညစ်အကြေးတွေကိုအဲ့ဒီမှာမြတ်စွာဘုရားအများကြီးဟောတယ်အဲ့ဒီသုတ်တန်လေးကအရက်သုံးဟောဟာတာလေးနဲ့ဟောထားတာလေးဖြစ်လို့ဘုန်းကြီးကပို့ပြီးတော့သဘောကျတယ်ဟုတ်လားဘုန်းကြီးတို့ရဲ့စိတ်ကိုညှဉ်းနှွမ်းအောင်ပေးချမ်းအောင်မကြည်လင်အောင်နောက်ကျအောင်ပြုလုပ်တတ်တဲ့အညစ်အကြေးသဘောတွေပေါ့နော်အဲ့ဒီအညစ်အကြေးတွေဘယ်လောက်တောင်များတော့သတိလေးထားပြီးတော့မှတ်သားကြည့်အဘိဇာဝိတ္တမလောဘသူတော်ဘာပစ္စည်းကိုမတရားရခြင်းသူများပစ္စည်းလိုရအောင်လုပ်ရမလဲစဉ်းစားဒါစိတ်ရဲ့အညစ်အကြေးပဲဗျာပါဒတဲ့ဗျာပါဒဆိုတာလေစိတ်ရဲ့အညစ်အကြေးဗျာပါဒဆိုတာဒေါသကိုပြောတာအလိုမကျဘူးပုံတီးတယ်ယွန်းရှားတယ်ဆွတ်ဆုပ်တယ်စိတ်ရဲ့ခံစားမှုကလည်းအလွန်မှပြင်းထန်စွာပူလောင်တဲ့သဘောနဲ့တွဲပါလာတယ်အဲ့ဒီဗျာပါဒမှာအဲ့စိတ်ရဲ့အညစ်အကြေးတွဲမှတ်မှာနော်သူတော်ပစ္စည်းမတရားလိုချင်တာရဲ့အလိုမကျတဲ့စိတ်ရဲ့အဘိဇာဝိတ္တမလောဘဗျာပါဒပြီးတော့ပါတော့ဆိုတော့ကောဒဥပနာဟကောဒဆိုတာအမျက်ထွက်တာစိတ်ထဲမှာဒီစုံတစ်ခုသောအတွေ့အကြုံနဲ့ပတ်သက်ပြီးတော့အခြေနှက်နိုင်မှုဖြောက်လို့လည်းမရဘူးထပြီးတော့ဖြည့်ရှင်းရလောက်အောင်လည်းသိပြီးတော့ကြီးကျယ်မနေဘူးဒါပေမဲ့စိတ်ထဲမှာခံစားရတာတွေကနော်အဆင်ပြေမနေဘူးမြက်တဲ့ဖြစ်နေတယ်ဟုတ်လားအဲ့ဒါစိတ်ရဲ့အငြိအကျေးဥပနာဟဆိုတာရံညိုးဖွဲ့တာနော်ဒီနေ့တွေ့ကြသေးတာပေါ့ငါအလှည့်ရောက်လာရင်တော့ဘလို့ကိုလှုပ်ပလိုက်မယ်စိတ်ထဲမှာရှိနေတယ်စိတ်ထဲမှာသူဖြောက်မထားနိုင်ဘူးဟုတ်လားလူပြန်ပြီးတော့တုံ့ပြန်မယ်ဆိုတဲ့စိတ်ကူးစိတ်တန်သူ့မှာရှိနေတယ်အဲ့ဒါပါတော့ရံညိုးဖွဲ့တာအဲ့ဒါစိတ်ရဲ့အညစ်အကြေးပဲအဲ့ဒီလူကိုအမှတ်ရတိုင်းကိုရံညိုးဖွဲ့ထားတဲ့လူကိုအမှတ်ရတိုင်းကိုယ်စိတ်ထဲမှာဘာဖြစ်နေတော့အညစ်အကြေးဖြစ်နေတယ်မတူကတော့တိကောင်းမှတိမယ်တိတောင်မှတိချင်မှလည်းတိမယ်ဒါပေမဲ့ကိုယ်မှာတော့ဘာဖြစ်နေတော့ဆင်းရဲနေတယ်ကောဒဥပနာဟအမျက်ထွက်တာရံညိုးဖွဲ့တာနောက်မက္ခပလာတမက္ခဆိုတာသူတော်ရဲ့ဂုဏ်ကျေးဇူးကိုခြေဖြတ်တာသူတော်ရဲ့ကိုယ်ပေါ်မှာရှိနေတဲ့ကျေးဇူးတရားကိုအတိအမှတ်မပြုတ်နိုင်တာကျေးဇူးကမ်းတာတနည်းအားဖြင့်လည်းပဲသူတော်တော်တာတိတာတတ်တာကောင်းတာတွေကိုအတိအမှတ်မပြုတ်နိုင်ဘူး
သူများရဲ့တန်တမှာတကယ်ရှိတဲ့ဂုဏ်တကယ်ရှိတဲ့ကျေးဇူးတရားကိုနော်ဖြစ်လို့ဖြစ်စီလောက်တာအကောင်းမပြောနိုင်ဘူးအဲ့လိုစိတ်ဓာတ်တွေကလူတွေရဲ့တန်တမှာအများကြီးရှိရဲ့နော်သူများကောင်းတာကိုအတိအမှန်မပြုတ်နိုင်ဘူးကျေးဇူးမက္ခဆိုတာတော့ကိုယ့်ပုံမှာပြုထားတဲ့ကျေးဇူးကမ်းတဲ့အဓိပ္ပာယ်လောက်တယ်မကဘူးကိုယ့်ပုံမှာဘာကျေးဇူးမှမရှိလည်းပဲသူတချို့ကောင်းနေတာအများကြီးကောင်းတယ်ရှိတယ်အဲ့ဒီကောင်းတာတွေကိုကျွတ်တို့အတိအမှန်မပြုတ်တဲ့အပိုင်းတွေအများကြီးရှိတယ်ဟုတ်ပါဘူးကွာဘာမှမဟုတ်ပါဘူးဟုတ်လားသူများကောင်းတာတော်တာကိုစိတ်ကအတိအမှန်မပြုတ်နိုင်ဘူးနော်အဲ့ဒါဘာခေါ်တော့မက္ခအဲ့ဒါလဲစိတ်ကြည်လင်တန်ရှင်းတဲ့သဘောကိုဖြည့်ဆည်းပြနိုင်တယ်နောက်ကျတဲ့သဘောအညစ်အကြေးသဘောနော်ပလာတတယ်ပလာတဆိုတာဂုံတုဂုံမြိုင်စိတ်များတာဟုတ်လားကိုယ်ထက်သားတဲ့လူတွေနဲ့နည်းနည်းရှင်းကျင်တာဟုတ်လားစိတ်တွေကဆန်းကျယ်တယ်နော်သူကဟုတ်လားအထူးသဖြင့်ဒီပေါ်လွင်ထင်ရှားတဲ့ကိစ္စတွေနဲ့ပတ်သက်ဖို့စိတ်ဝင်စားမှုလည်းများတယ်ကိုယ်ကလည်းအလွန်မှပေါ်လွင်ထင်ရှားစေခြင်းတယ်အဲ့လိုဂုံစားတဲ့စိတ်ဂုံမဲ့တဲ့စိတ်တွေနဲ့နေရာတကာပြိုင်ခြင်းနေတာနေရာတကာရှင်းခြင်းနေတာအဲ့ဒါပါတော့ပလာတစိတ်ထဲမှာတကယ်ဖြစ်နေတဲ့သဘောတွေနော်ဟုတ်လားကင်းပြီလားဒါတွေဘယ်ကင်းမတော့အကြောင်းအလျော်ဆိုခဏခဏဖြစ်နေဟုတ်လားမက္ခပလာတပြီးတော့အိတ်တာမစ္စရိယအိတ်တာဆိုတာမနာလိုတာမစ္စရိယဆိုတာဝင်တိုတာဒီစကားလုံးလေးတွေရဲ့အဓိပ္ပာယ်ကတော့တော်တော်နားလည်ပြီးသားနားရည်ဝပြီးသားဖြစ်ပါမယ်နော်မက္ခပလာတလို့ဆိုတဲ့ကြောင့်ကြားတာနည်းနည်းရှားတယ်ပေါ့ဟုတ်လားသူကျေးဇူးကိုခြေဖြတ်တာဂုဏ်တို့ဂုဏ်မြိုင်စိတ်များတာအိတ်တာမစ္စရိယပြီးတော့ဗာပြောလို့မာယာတာထေယမာယာဆိုတာနော်ကိုယ်မှာရှိတဲ့အပြစ်ကိုဖုံးကွယ်ဖို့ကြိုးစားတာတာထေယဆိုတာကိုယ်မှာမရှိတဲ့ဂုဏ်ကိုဖော်ဖို့ကြိုးစားတာနော်မာယာကိုလှည့်ပတ်တယ်လှည့်စားတယ်လို့ဘာသာပြန်တယ်တာထေယကိုကောက်ချစ်တယ်လို့ဘာသာပြန်တယ်ဟုတ်လားပို့ပြီးတော့ဓာတ်ရိုက်နားလည်အောင်ပြောရရင်မာယာဆိုတာရှိတဲ့အပြစ်ကိုဖုံးကွယ်ဖို့ကြိုးစားတာနော်ကိုယ်မှာရှိတဲ့မကောင်းတာကိုဖုံးကွယ်ဖို့ကြိုးစားတာတာထေယဆိုတာကကိုယ်မှာမရှိတဲ့ဂုဏ်ကိုဖော်ဖို့ကြိုးစားတာတော်တော်ပင်မမယ်နော်မရှိတာကြီးကိုပြခြင်းတယ်ဘယ်လိုလုပ်မလို့ဟုတ်လားမရှိတာကြီးကိုပြခြင်းတယ်နော်အခုထုဇဉ်ရဲ့စိတ်မှာဒီအညစ်အကြေးသဘောတွေဟာရှိနေတယ်ဟုတ်လားမာယာတာထေယထံပတာရံပတဲ့ဟောနောက်တွဲလာထံပဆိုတာခက်ထန်တာစိတ်ဓာတ်တွေကခက်ထန်တာနူးညံ့သိမ်မွေ့မနေဘူးနော်ခက်ထန်တော့ကျိုးဆက်လွယ်တဲ့သဘောလည်းရှိတာပေါ့ပျော့ပြောင်းတဲ့သဘောမရှိဘူးသိမ်မွေ့တဲ့သဘောမရှိဘူးခက်ထန်တယ်ကျွတ်တို့စိတ်ကျွတ်တို့အကဲခတ်ကြီးအမြဲတမ်းစိတ်ဟာနူးညံ့သိမ်မွေ့မနေဘူးတခါတလေအကြောင်းမျိုးမျိုးကြောင့်ခက်ထန်တန်ဖြစ်နေတာလည်းမရှိဘူးလားရှိတယ်ကိုယ့်ကိုထမ်းနေတယ်ဟုတ်လားနော်ထံပါတာရံပဆိုတာချုပ်ချယ်တာဟောသူများဘဝတွေကိုဝင်ရောက်ဆွတ်ဖက်ချင်တာသူများကိုအရာရာကိုယ်အလိုကြဖြစ်ချင်တာဘုန်းကြီးအဲ့ဒီတာရံပဆိုတဲ့စကားလေးကိုအရင်စိတ်ဝင်စားလို့အဘိဓမ္မာကိုလှမ်းကြည့်တယ်တာရံပရဲ့အဓိပ္ပာယ်ဘာလို့များရှိတုံးလို့သူများကိုအပြစ်ပြောလိုတာတဲ့ဩနော်ကြည့်နော်အဲ့ဒါလေးကတွဲပါလာတယ်ဟုတ်လားနော်သူများမကောင်းတာကိုကျွတ်တို့ကနေရင်ထိုင်ရင်နဲ့သူများအကုသိုလ်ကိုအကုသိုလ်ဖြစ်အောင်လုပ်ချင်နေတာဟုတ်လားကျွတ်တို့သူများကိုစိတ်တိုင်းမကြနေတာဒါတော့သူဖြစ်နေတဲ့ကိစ္စပဲလေအဲ့ဒါယူကိုကဘေးကနေပြီးတော့မဖြစ်နေတော့အပြစ်မြင်နေတာဘာလို့ဒီလိုဖြစ်အောင်ဘာလို့ဒီလိုဖြစ်အောင်နှုတ်ခမ်းတဇူဇူနဲ့ဟုတ်လားဘလို့ဖြစ်နေတာတော့ချုပ်ချယ်ခြင်းနေတာသူများကိုကိုယ်အလိုကြဖြစ်စေခြင်းနေတာကောင်းသလားအဲ့ဒီစိတ်တွေကိုယ်စိတ်ပဲပူကလောင်ရတယ်ပင်ပန်းရတယ်ကိုယ်ပဲညင်နွမ်းရတယ်မဟုတ်လိုက်တာအဲ့ဒါကြီးကဟုတ်လားဒါကြောင့်ထံပခက်ထန်တယ်တာရံပချုပ်ချယ်တယ်များသောအားဖြင့်အဲ့ဒီချုပ်ချယ်တယ်ဆိုတဲ့ကိစ္စကကိုယ်နဲ့ပတ်သက်ဆက်ဆက်မှုများတယ်ကိုယ်ဟာလို့မှတ်ထင်ပြီးဆိုရင်ပို့ပြီးတော့ဖြစ်တတ်တယ်ဟုတ်တယ်မဟုတ်လားတစိမ့်နေဘာမှမသိတဲ့လူတွေကိုကိုယ်ကတော့ချုပ်ချယ်လို့လည်းမရဘူးလေအဲ့တော့လှုပ်လို့ရရင်လည်းလှုပ်ချင်တဲ့အပိုင်းလေးတွေကရှိနေသေးတာဟုတ်လားငါဟာလို့လှုပ်ပြီဆိုတာနဲ့နင်ငါစိတ်တိုင်းကြနေတော့တော်တော်ဆိုးတဲ့ကိစ္စလို့ဘုန်းကြီးကတော့မြင်တယ်အဲ့ဒါကြောင့်ယံဖြစ်နေကြရတာပဲလူတွေဟုတ်တယ်မဟုတ်လားလင်မယားတွေယံဖြစ်တယ်ဆိုအဲ့ဒီကိစ္စအများကြီးပါတယ်မိဘနဲ့သားသမီးယံဖြစ်တယ်ဆိုရင်လည်းအဲ့ဒီကိစ္စအများကြီးပါတယ်ညီကိုမောင်နှမတွေယံဖြစ်ပြီဆိုရင်လည်းအဲ့ဒီကိစ္စအများကြီးပါတယ်တာရံပချုပ်ချယ်တယ်အပြစ်ပြောလို့တယ်
ုန်းကြီးကဘယ်လိုလေးအကြံပေးခြင်းတုံးဆိုတော့ကိုပြောမိလို့ဒါယောဂီတွေကိုထပ်ပြောလိုက်တာပါလေသူများကိုအပြစ်မြင်မယ်ဆိုရင်ဘာလို့သူများကိုဒီလောက်အပြစ်ကင်းစေခြင်းနေရတာတော့ကိုအရင်အပြစ်ကင်းစေခြင်းနဲ့စိတ်မွေးပါလားလို့ဟုတ်လားသူများကိုဘာလို့ဒီလောက်ကြီးအပြစ်ကင်းစေခြင်းနေရတာတော့အဲ့ဒီအပြစ်မျိုးကိုမှတော့မရှိဘူးလားဟုတ်လားသူများကိုအရင်တန်ရှင်းစေခြင်းနေတယ်ကိုမှတော့အညစ်အကြေးတွေပေးနေတယ်ဘာမှမသိတော့ကိုပဲအရင်တန်ရှင်းစေခြင်းနဲ့စိတ်ရှိတဲ့နာပေါ့ဟုတ်လားဒါကြောင့်အပြစ်မြင်မဲ့ကြရင်ကိုအပြစ်ကိုမြင်မှလားကိုစိတ်ထဲကစေတနာလို့ဘာလို့နဲ့သူများကိုကောင်းစေခြင်းလို့ဘာလို့နဲ့စိတ်ထဲတော့ဘာတွေဖြစ်နေညင်နွမ်းတဲ့တာရံပဆိုတာလေးကိုပြောပြတယ်ဟုတ်လားဓမ္မတာရံပမာနအတိမာနတဲ့ဟောဒီအတွဲကဟိုအတိမာနတောင်ပါလာနော်မာနဆိုတာအထင်ရောက်မှုမှန်တက်တာပေါ့ဟုတ်လားကိုထင်းနေတာမာနဆိုတဲ့စကားလုံးလေးရဲ့ဓာတ်ရိုက်အဓိပ္ပာယ်ကနှိုင်းရှင်တာမှတ်ထင်တာဟုတ်လားကျတို့ရဲ့စိတ်ကအဲ့ဒီမာနသဘောကအရင်များတယ်နော်နှိုင်းရှင်မှုကအလွန်များတယ်တွေ့ပြီလူတယောက်တွေ့လိုက်ပြီဆိုတော့လည်းနှိုင်းရှင်မှုကအရင်လာတယ်ငါကဘာသူကဘာပြဿနာတက်တော့မှနော်ဘယ်မှာလဲစိတ်ထဲမှာမာနသဘောတွေဖြစ်လာမယ်ဟုတ်လားအဲ့ဒီမှာနှိုင်းရှင်မှုတွေနဲ့ကိုကသူများတဲ့စာရယာပါတယ်လို့ထင်တာတွေများလာပြီဆိုရင်မာနအနေပဲအဆင့်ရောက်သွားအတိမာနအလွန်မောက်မာတဲ့နေရာကိုရောက်သွားတယ်အဲ့ဒါလူမုံများစေပေါ်စားတော့နော်မာနအတိမာနတဲ့နောက်ဆုံးအတွဲလေးကမဒပမာဒမဒဆိုတာရှင်မူးတာပမာဒဆိုတာမိလျော့တာမဒရှင်မူးတာဆိုတာကျွတ်တို့ကနော်ကိုလှုပ်ရက်လေးတွေကြောင့်အောင်မြင်မှုလေးတွေရလာတဲ့အခါမှာအစဉ်ပြေမှုလေးတွေဖြစ်လာတဲ့အခါမှာစိတ်ရဲ့ဒီအခြေအနေရဲ့ပုံမှာตาရတက်မဲ့ပြီးတော့ရင်မူးနေတာဟုတ်လားအဲ့ဒါဘယ်လိုခေါ်လို့မဒပမာဒဆိုတာကတော့အခုယောဂီများအဓိကသူ့ကိုတိုက်ဖြတ်ဖို့ကြိုးစားတာပဲပမာဒဆိုတာဘာလဲမေ့တာဟုတ်လားအခုဘုန်းကြီးတို့ကြိုးစားနေကြတာကခန္ဓာမှာသတိထားတဲ့အလုပ်ဒီခန္ဓာဘာဖြစ်နေသလဲဆိုတာကိုငါဘယ်စက္ကန့်မှမမေ့စေရဘူးဘယ်မိနစ်မှမမေ့စေရဘူးဆိုတဲ့သဘောမျိုးနဲ့ကြိုးစားနေတာဟုတ်လားအဲ့လိုကြိုးစားတဲ့ကြားထဲကပဲကျွတ်တို့ဘာဖြစ်သွားတော့မေ့သွားတယ်မသိလိုက်ဘူးဆိုတာတွေကများနေအဲ့ဒါဘာဖြစ်လဲပမာဒတွေများဟုတ်လားမသိလိုက်ဘူးဆိုတဲ့အခြေအနေရဲ့နေရာမှာသိလိုက်တယ်ဆိုတာလေးဖြစ်အောင်ကြိုးစားတာနော်အညစ်အကြေးတွေဘယ်နှမျိုးတောင်မြတ်စွာဘုရားဟောတော့နော်16မျိုးဟုတ်လား8တွဲလို့ဘုန်းကြီးမှတ်မိပါတယ်ဟုတ်လားနော်အဲ့တော့စိတ်ကိုဖြူအောင်ထားရမယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့အဲ့ဒီဝဋ္ဌသုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့စိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့နော်စိတ်ကိုပေချံစေတတ်တဲ့နောက်ကျစေတတ်တဲ့ဒီတရားတွေနော်ဒါတွေကိုရှိတာကိုရှိမှအရင်သိရမယ်ပြီးရင်ဘာလို့ဖို့ကြိုးစားမလို့ဖယ်ဖို့ကြိုးစားရမယ်အဲ့ဒီအညစ်အကြေးတွေကိုဖယ်ဖို့ကြိုးစားတဲ့နေရာမှာအထီရောက်ဆုံးအပြည့်စုံဆုံးအကောင်းဆုံးနိလန်းကသတိပဋ္ဌာန်ဘာဝနာပဲဒါကြောင့်မြတ်စွာဘုရားကသတိပဋ္ဌာန်တရားဟောတဲ့အခါမှာတတ္တနာဝိတုဒ္ဓိယလို့အဲ့ဒီအကျိုးလေးကိုအရင်ဟောတာဝိတုဒ္ဓိဆိုတာဘာလို့ဖြူစင်ခြင်းပဲခုဒီမှာတော့တပ္ပပါပတ္တအကရဏကုသလတုပ္ပတံပရာသာစိတ်တပရိယောဓပနံထဝန်းကျင်ဖြူစင်သွားအောင်လုပ်တာအဓိပ္ပာယ်ကြီးအတူတူပဲသောတော့ဘယ်လိုပြောရတော့ဝိတုဒ္ဓိလို့ပြောတယ်နော်ခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားကိုသတိထားရင်စိတ်ကလေးဝိတုဒ္ဓိဖြစ်မယ်ဖြူစင်မယ်ခုဒီမှာစိတ်ကိုဖြူအောင်ထားလို့ဆုံးမတဲ့ဒေသနာကိုအဲ့ဒီသတိပဋ္ဌာန်ဘာဝနာကိုအသုံးပြုပြီးတော့ဘုန်းကြီးတို့ကဘာလို့ကြားရမလို့လိုက်နာကြရမယ်မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားတဲ့ဘုန်းကြီးတရားဟောတာ35မိနစ်ရှိသွားပြီနော်တော့ဒါလေးကအလုံးမှလည်းပြည့်စုံကောင်းမှနော်ကိုယ့်ရဲ့ဘဝမှာအမြဲတမ်းဒီအစုံမှဒီလမ်းညွှန်ချက်လေးနဲ့အညီငါနေထိုင်သွားမယ်ဆိုတာမျိုးလေးမွေးစေနေတဲ့ဒီစိတ်ကလေးဟုတ်လားဒါကြောင့်မနေ့လင်းလာတိုင်းတနေ့တာငါဒီနော်လမ်းညွှန်ချက်အမှန်လေးနဲ့နော်လိုက်နာပြီးတော့ငါသွားမယ်ဆိုတာမျိုးလေးကိုဘုန်းကြီးတို့စိတ်ကူးကြမယ်နော်ဒါကြောင့်မကောင်းမှုရှောင်ဖို့ကောင်းမှုဆောင်ဖို့စိတ်ကိုဖြူအောင်ထားဖို့ကြိုးစားအထောက်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းကြီးတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအစွတ်စွတ်ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာဘုညာမျက်နှိပ်ဗံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပ
ပတ္တနာအောင်စုပြုကြကုန်ရာတည်း